အားလုံးပဲမင်္ဂလာပါဒီနေ့ကတော့ရောမစကားကောင်းတစ်ပုဒ်ကိုရီကတ်လုပ်ပေးတော့မှာဖြစ်ပါတယ်ဇလန်ရဲ့ဆာမှာတော့ယူကာတန်တောနတ်တွေကမျိုးနွယ်စုတစ်ခုကိုတွေ့ရမှာဖြစ်ပါတယ်ဇက်လိုက်ဖြစ်တဲ့ဂျောက်ကော့ပိုဟာသူ့ရဲ့ fucking Flint Sky နဲ့တူပျော်ရွှင်စရာကောင်းတဲ့မိသားစုတစ်ခုကိုပိုင်ဆိုင်ထားတဲ့သူတို့ဟာတောနတ်ထဲမှာအမဲလိုက်ရင်နောက်ပြောင်ရင်းနဲ့အေဂျင့်စွာနေထိုင်ကြပါတယ်ဒါပေမဲ့တနေ့မှာတော့အခြားရက်ကပြေးလာတဲ့မျိုးနွယ်စုတစ်ခုနဲ့အတူအဲ့ဒီလူတွေရဲ့မျက်လုံးထဲမှာကြောက်ရွံ့မှုတွေကိုဂျောက်ကော့ပိုကမြင်လိုက်ရပါတယ်ဒါဟာသူတို့စီကိုကဆိုးတွေရောက်လာတော့မယ်ဆိုတဲ့နမိတ်ဆိုတာကိုသိလိုက်ရပါတယ်။နောက်တစ်နေ့မနက်ဝေဒီဝေလင်းမှာပဲသူတို့ရွာလေးဟာငရဲကန်တမျှပြစ်သွားခဲ့ပါတော့တယ်။ရဆက်ကြမ်းကြုတ်တဲ့ဇဲရိုဟူတွေဥဆောင်တဲ့မာယာစစ်တီတွေကရွာကိုဝင်ရောက်စီးနင်းခဲ့ပါတယ်။အိမ်တွေကိုမီးရှို့တဲ့ခုခံသူတွေကိုလည်းတပ်ဖြတ်ပစ်ခဲ့ပါတယ်။ဂျာကပိုဟာတိုက်ပွဲကြားကနေသူ့ရဲ့ကိုဝင်ဆောင်တနည်းရဲ့7နဲ့သားလေးကိုဘေးကင်းအောင်မြေအောက်ချင်းလက်ကြီးတွေကိုကျိုးနဲ့ချပြီးဝတ်ထားနိုင်ခဲ့ပါတယ်။ဒါပေမဲ့သူကိုယ်တိုင်ကတော့ရန်သူလက်ထဲမှာဖမ်းခံလိုက်ရပါတယ်။မာယာစစ်တီတွေကသူ့ fucking Flint Sky ကိုသူ့ရှေ့မှာတင်ရဲဆက်ဆက်တက်ပြခဲ့ပြီးမင်းကိုငါတို့မာယာမျိုးတော်စီကိုခေါ်သွားမယ်မင်းရဲ့ကြောက်ရွံ့မှုကိုမြင်ရတာငါတို့သဘောကျတယ်လို့လောင်ပြောင်ခဲ့ပါဖန်ဆီးခံရတဲ့သူတွေကိုလည်းလဲပင်းတွေလက်တွေမှာကြိုးတွေတုပ်ပြီးတော့တောနက်ထဲကနေရက်ပေါင်းများစွာလမ်းလျှောက်ခေါ်သွားခဲ့ပါတယ်အသွားလမ်းမှာလည်းပျက်စီးနေတဲ့ရွာမှာကြံခဲ့တဲ့ကလေးငယ်တွေကိုစိတ်မချခြင်းများစွာနဲ့ခြံရစ်ခဲ့ရပါတယ်သူတို့ရောက်သွားတဲ့နေရာကတော့အံ့ဩစရာကောင်းပေမဲ့သွေးပြက်ဖို့ကောင်းတဲ့မာယာမျိုးတော်ကြီးပါဒီမှာတော့လူဦးရေထူထပ်မှုယောဂဗျာနဲ့ငတ်မှုခေါင်းမာမှုတွေကအထူးအထင်မြင်တွေ့နိုင်ပါတယ်မျိုးသူမျိုးသားတွေကဖမ်းလာတဲ့သုံးပန်းတွေကိုကြည့်ပြီးအော်ဟစ်အားပေးနေကြပါတယ်အမျိုးသားတွေကိုတော့နေနမင်းထံရစ်ပူစော်ဖို့အတွက်ခန္ဓာကိုယ်မှာဆေးရောင်တွေတုပ်ချပြီးပိဋိမေကြီးပေါ်ကိုခေါ်ဆောင်သွားပါတယ်ရင်ဘတ်ကိုခွဲနှလုံးကိုထုတ်ပြီးခေါင်းကိုဖြစ်တဲ့မြင်ကွင်းတွေကတကယ်ကိုတုံလုံးเสียပါအမျိုးသမီးတွေကိုတော့ပတ်စံပေးပြီးဝယ်တဲ့အရင်ရှင်တွေရှိမှရောင်းချကြပါတယ်ဒီလိုနဲ့ဂျော့ကော့ပိုရဲ့အလဲရောက်လာချိန်မှာတော့ထူးဆန်းတဲ့နေကျက်ချင်းဖြစ်ပေါ်လာပါတယ်ဒါကိုရစ်ပူစော်တဲ့ပရောဟိတ်ကနေနယ်မင်းကြီးသဘောကျသွားပြီလို့အတိတ်ပဲဖွင့်ပြီးကြံတဲ့သူတွေကိုတတ်မဲ့အစားပြစ်မှတ်ထားတဲ့အမဲလိုက်ကစားပွဲလုပ်ဖို့ဆုံးဖြတ်လိုက်ပါတော့တယ်ဒါပေမဲ့ဒါဟာလွတ်မြောက်တာမဟုတ်ပါဘူးကွန်မြူကျဲကြီးတွေမှာပြေးခိုင်းပြီးနောက်ကနေလန်နေမြားတွေနဲ့ပြစ်တာပါဂျာကွာပိုးရဲ့အလက်ရောက်တဲ့ချိန်မှာတော့ဂျာကွာပိုးဟာပြည်တံတဲ့တန်ရာတွေရခဲ့ပေမဲ့ဇဲရူဝူရဲ့သားကိုသူ့အဖေအတွက်လက်စားချေနိုင်ခဲ့ပါတယ်အခုတော့အမဲလိုက်ခံရသူကပြန်ပြီးအမဲလိုက်မဲ့သူဖြစ်လာပါပြီမုံဆိုးကသားကောင်အောင်မုံဆုံးဖြစ်သွားတဲ့အနေထားပါဇဲရူဝူနဲ့သူ့ရဲ့လက်ရွေးစင်စစ်တီတွေဟာဂျောက်ကော့ပိုရဲ့နောက်ကိုတကောက်ကောက်လိုက်ပါတော့တယ်ဂျောက်ကော့ပိုဟာရေတူဝင်ပေါ်ကနေခုန်ချပြီးသူ့ရဲ့နေမီဖြစ်တဲ့သူ့ရဲ့ပိုင်နက်ထဲကိုရောက်သွားပါတော့တယ်ငါနမီကဂျောက်ကော့ပိုဒါငါအဖေမဲလိုက်ခဲ့တော့ငါသားသမီးတွေရှင်သန်မဲ့တော့ပဲလို့ကြွေးရော်ပြီးသူဟာတားရဲတကောင်လိုပြန်လဲတိုက်ခိုက်ပါတော့တယ်ပြားပရုံးတွေအစိတ်လူးများတွေနဲ့တဘာဝအန်ဒီရတွေကိုအသုံးချပြီးရန်သူတွေကိုတယောက်ပြီးတယောက်ရှင်းပစ်ပါတော့တယ်မိုးတွေတဲတန်စွာရွာလာတဲ့အခါမှာတော့သူဇနီးကိုဝတ်ထားတဲ့ကျင်းထဲမှာရေတွေရှန်တက်လာပြီးအချိန်လူကယ်တရားမဲ့အချိန်ဖြစ်နေပါတော့တယ်နောက်ဆုံးမှာတော့ဂျာကွာဘောဟာသူ့နောက်ကိုလိုက်လာတဲ့ဇဲရိုဝူကိုထောင်ချောက်ထဲဆွဲသွင်းနိုင်ပြီးအနိုင်ယူနိုင်ခဲ့ပါတယ်။ဟိုဟာဒန်ယာရီနဲ့အတူသူ့မိသားစုရှိရာကျင်းစီကိုရောက်သွားပြီးရင်းနှီးနေတဲ့ဇနီးနဲ့အတင်မွေးဖွားလာတဲ့ရင်သေးလေးကိုကယ်တင်နိုင်ခဲ့ပါတယ်။သူတို့ကမ်းခြေကိုရောက်တဲ့အချိန်မှာတော့ပင်လယ်ထဲမှာစပိန်သင်္ဘောကြီးတွေကိုတွေ့လိုက်ရပါတယ်။ဒါဟာမာယာရင်ကျင်းမှုအတွက်တော့အဆုံးသက်ရဲ့အစပါပဲ။ဒါပေမဲ့ဂျာကွာဘောကတော့အဲ့ဒီလူတစ်စီမတော့ပဲသူ့မိသားစုကိုခေါ်ပြီးတောနတ်ထဲကိုပြန်ဝင်သွားခဲ့ပါတယ်ဒီဇလန်လေးကတော့လူသားတယောက်ရဲ့ရှင်သန်လိုစိတ်နဲ့ကြောက်ရွံ့မှုကိုဘယ်လိုရင်ဆိုင်ရမလဲဆိုတာကိုအကောင်းဆုံးပြသသွားတဲ့ဇာတ်ကားလေးပဲဖြစ်ပါတယ်